Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဗာနဲ့မိတ်ဆက်ပေးမှလဲဆိုတော့ကြောက်ချင်ဆက်ပြာနဲ့မိတ်ဆက်ပေးပါမှာပန်းရနန်းကထုတ်ထားတဲ့ကြောက်ချင်ဆက်ပြာပါသူကဂျိုင်းမဲတဲ့လူတွေဂျိုင်းနံစိုးထွက်တဲ့လူတွေသုံးလို့ရပါတယ်ရှင်ပေါင်ချားမဲတဲ့လူတွေလည်းအသုံးပြုလို့ရပါတယ်ကိုအဲ့လိုမဲနေတဲ့နေရာလေးဒူကောင်းလေးမဲတယ်ဆိုရင်လည်းဒီဖြစ်ဆက်ပြာလေးနဲ့နှက်ထားမယ်ဆိုရင်ရေမချိုးခင်ကိုကအဝိရှော်ပါညာလုပ်ပြီးတော့ဒီဆက်ပြာလေးနဲ့နှက်ထားမယ်ဆိုရင်ဒီဂျိုင်းမဲပေါင်မဲထူမဲတာတွေကိုတတ်တာပါတယ်အိမ်အောင်တဲ့မိန်းကလေးတွေဆိုရင်တော့ private area ကိုတစ်ပတ်ကို2ချိန်ပဲအသုံးပြုပါဒီလိုဆက်ပြာနဲ့ဓာတ်ရိုက်တိုက်စရာမလိုဘူးเนาะသူ့ထဲမှာအဝတ်ဖက်လေးလည်းပါတယ်အဲ့အဝတ်ဖက်လေးနဲ့မှလက်ကိုပုတ်ပြီးတော့မှသူကတိုက်ပြီးနေဆိုရင်ပုံမှန်အတိုင်းပြန်ဖြစ်စေပါတယ်ရှင်ဘီယာဆက်ပြာလေးလည်းရှိပါတယ်ဒါကတော့မျက်နှာတိုက်တဲ့ဘီယာဆက်ပြာပေါ့เนาะမျက်နှာအရေးချောင်းဖြစ်တာတွေဒါအဖက်တော်ပါဟိုလိုအဖက်တော်မထည့်ထားဘူးဖုန်းရဲ့ original အဖက်တော်ပါမှာပေါ့เนาะဒီလောက်မျက်နှာကြီးတော့ချောမနေဘူးပေါ့ဒီယာလေးပေါ့ဘီယာဆက်ပြာရတော့အသားရည်ချုံးမွေးချင်တဲ့သူတွေအရေးချောင်းဖြစ်နေတဲ့လူတွေဆိုရင်ဒီဘီယာဆက်ပြာလေးကိုသုံးမှာသူကတော်တော်ကောင်းပါတယ်ဒါမှမဟုတ်ဘူးအစီပြန်ဝက်ချံသမားတွေဆိုရင်လည်းဒီဟာလေးကိုသုံးပါဒီပယံနာကထုတ်တဲ့ဥစ္စာလေးမျက်နှာကိုဘယ်တော့မှဓာတ်ရိုက်မတက်ရအောင်เนาะအရင်ဆုံးအဝတ်ဖက်လေးနဲ့လက်ကိုပုတ်ပြီးတော့မှဒီလိုမျက်နှာကိုအသုံးပြုရတာဖြစ်ပါတယ်ရှင်နောက်တစ်ခုက shower and scrub ကြီးတည်တံ့တိုက်ရမှာအချိန်မပေးနိုင်တဲ့သူတွေscrub ကြီးပဲတိုက်ရမှာကိုပြင်းနေဆိုတဲ့လူတွေအတွက်2 in 1 shower and scrub ဒါလေးလည်းတော်တော်သုံးလို့ကောင်းတယ်သူကရေမချိုးခင်ကိုအဝတ်မလျှော်အဝတ်တွေပါတွေမလျှော်ခင်ဆိုရင်ဒီ shower and scrub လေးနဲ့ခြေထောက်တို့လက်တို့ကိုနှက်ထားလို့ရပါတယ်ပြီးမှကိုအဝတ်တွေပါတွေလျှော်ပြီးတော့မှရေချိုးမှချိုးချလိုက်ပါတော်တော်သုံးလို့ကောင်းပါတယ်ရှင်မှားခြင်းနေဆိုရင်တော့ဒါကတော့မိထီလာမျိုးပါမိထီလာမျိုးတွင်းဆိုရင်တော့3996693654တို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်အနည်းဝေးပေါ်မူတည်ပြီးတော့မှဒလီကာလေးတော့ကောက်ခံပါတယ်တခြားမျိုးနယ်တွေဆိုရင်တော့ငွေလွှဲဝင်တာနဲ့ပစ္စည်းလေးပို့ပေးပါတယ်ရှင်ကားစိတ်ကိုနောက်တစ်မျိုးရှိပြီးဆယ်လီလည်းမဟုတ်ဘဲနဲ့ဒီဟာကြီးကိုဖြက်ချတာအတင်မခံဘူးဒါလေးကော်ဖီချစ်သူတွေအားလို့ရပါတယ်မနက်တိုင်းဒါလေးကိုတမယာတီးလေးရေပြားရည်လေးရေနဲ့ဖြော်တောက်တယ်ဆိုရင်တော့ခန္ဓာကိုယ်လေးကဝိတ်ကြပြီးတော့ကျန်းမာပြီးလှပမှာပါရှင်ဒါလေးလည်းလိုတလောက်မှာလို့ရပါတယ်အထုပ်ကလေးလည်းရှိပါတယ်နော်ဈေးကတော့ဖုံးဆက်ပြီးတော့ဒါလေးလိုက်ပါတော့ရှင်ဒီမှာအထုပ်ကလေးလည်းရှိပါတယ်အထုပ်လေးလည်းရှိပါတယ်ပန်းရနံ့ထွက်တဲ့ဘယ်ပစ္စည်းမဆိုလဲစိတ်ကြိုက်မှာယူနိုင်ပါတယ်ရှင်တခြားမျိုးနယ်လေးဆိုရင်လည်းငွေလဲဝင်တာနဲ့ပစ္စည်းလေးတင်ပေးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်